ကြားရမိသားစုကိုဂျပန်ကိုခေါ်တင်တယ်နောက်ပြီးတော့ဂျပန်မှာအကြားကြီးလုံးလုံးထင်တယ်ဆိုပြီးတော့တွေးထားတယ်ဆိုရင်တော့တုတ်တက်ကင်းကိုအစင်းနဲ့အကောင့်ထဲပေါ်လို့ရပါတယ်ရှင်တုတ်တက်ကင်းကိုအစင်းနဲ့ရဲ့အကြီးမားဆုံးအားသာချက်ကတော့မိသားစုကိုဂျပန်ကိုခေါ်နိုင်ခြင်းဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ဒါဆိုရင်တူနေ့စဉ်ထမင်းတူစားအိမ်ထဲမှာတူနေနိုင်တာမျိုးဖြစ်သွားနိုင်ပါပြီရှင်နေတိုင်းဗီဒီယိုကောခေါ်ပြီးတော့အလန်းတင်နေရတဲ့နေ့ရက်ဒီလေးကုန်းဆုံးသွားမှာပါတုတ်တက်ကင်းကိုအစင်းတက်ဆိုရင်တော့9နှစ်တက်တန်းပဲရှိပါတယ်ရှင်ဒါပေမဲ့တုတ်တက်ကင်းကိုအစင်းနဲ့ဖြစ်သွားပြီဆိုရင်တော့တက်တန်းတိုးရင်းနဲ့ဂျပန်မှာအမြဲတမ်းနေထိုင်ခွင့်ရမှာပါရှင်လေချိန်ပြန်ရမှာလဲဆိုပြီးတော့စိုးရိမ်မှုတွေလည်းမရှိတော့ပါဘူးနောက်ပြီးတော့တုတ်တက်ကင်းကိုအစင်းနဲ့တားကြီးလုပ်မယ်ဆိုရင်တော့အမြဲတမ်းနေထိုင်ခွင့်ကိုရှောက်ထားနိုင်မှာဖြစ်ပါတယ်အဲ့လိုဆိုရင်ကိုပိုင်အိမ်ဝယ်တာမျိုးနောက်ပြီးတော့တာသမီတွေကိုဂျပန်ကျောင်းထားတာမျိုးစတာတွေကကန့်တက်မရှိလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်တက်ကင်းတော့အစင်းနဲ့အတွက်ကြိုးစားတာကမင်းနာဆန်နဲ့မင်းနာဆန်တို့ရဲ့မိသားစုအပေါ်ရင်းနှီးမြှုပ်နှံတာဖြစ်ပါတယ် DCM ကလည်းမင်းနာဆန်တို့ရဲ့ကြိုးစားမှုကိုအဆောက်အုံကူညီသွားမှာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်ကြည့်တင်တာရှိရင် DCM ကို follow လုပ်ထားဖို့မေ့ကြပါနဲ့ကျေးဇူးတင်ပါတယ်